လူတွေအလောင်းတွေကိုဘယ်သူမှမကင်ခြင်းကြဘူးအထူးသဖြင့်ပုတ်ပွားနေတဲ့အလောင်းတွေဆိုအနားတော်မကင်ရဲကြဘူးဒါပေမဲ့ရခိုင်ပြည်ဂွားမြို့မှာတော့လူတွေမကင်ရဲတဲ့အလောင်းတွေကိုနေညမရွေးအခမဲ့လိုက်လံကူညီတဲပေးနေတဲ့လူငယ်တစုရှိပါတယ်သူတို့ဟာအစကတော့လူတွေအလောင်းတွေကိုမြင်အောင်ကြောက်တက်ကြတဲ့လူငယ်တွေပါဒါပေမဲ့အချိန်ကြာလာတဲ့အခါရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့အလောင်းတွေရေမျောကန်းတဲ့အလောင်းတွေရခိုင်ရိုးမတုံးတဲ့ထဲကအလောင်းတွေကိုညတကောင်ချိန်တွားတည်ရတာမျိုးတွေကိုသူတို့ရဲ့နေ့စဉ်ဘဝလိုလှုပ်လာနိုင်ခဲ့ကြပါတယ်အခုဖတ်ပြမဲ့ဆောင်းပါးဟာနာယီကူညီမှုအသင်းအကြောင်းတသက်မဟုတ်ပါဘူးလူတစ်ယောက်ဟာအကြောက်တရားကိုဘလို့ကြော်ဖြတ်သွားသလဲဆိုတာကိုပြောပြထားတဲ့ကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့မှတ်တမ်းဆောင်းပါးတစ်ပုဒ်ပါမြို့နယ်တိုင်းလိုမှာနာယီကူညီမှုအသင်းတွေရှိတတ်ကြတယ်တချို့ရက်ကွက်ကြေးရွာတွေမှာလည်းနာယီကူညီမှုအသင်းတွေတွေ့ရတတ်တယ်အဲ့ဒီနာယီကူညီမှုအသင်းတွေအလုပ်လုပ်ကြတယ်မလုပ်ကြတယ်ဆိုတာကိုသေချာမသိပေမဲ့ရခိုင်ပြည်ဂွားမြို့ကထာဝရမြတ်တာနာယီကူညီမှုအသင်းရဲ့အကူအညီပေးနေတာတွေကိုတော့ Facebook စာမျက်နှာမှာနေတိုင်းလိုတွေ့ရတယ်ဆေးရုံမှာတည်ဆုံးသွားတဲ့အလောင်းကိုနေအိမ်ပို့ပေးမယ်ပြီးရင်အလောင်းကိုနေအိမ်ကနေတုတ်တန်ကိုပို့ဆောင်ပြီးတကြိုပေးမယ်ဒါဟာနာယီအသင်းတစ်သင်းအတွက်လုံယူလုံစင်တစ်ခုပါဒါပေမဲ့ခွားမျိုးကထာဝရမြတ်တာအသင်းကတော့ပုတ်ပွားနေတဲ့အလောင်းတွေကိုခန္ဓာမပြည့်စုံတော့တဲ့အလောင်းတွေကျိုးဆွဲချတည်ဆုံးသွားတဲ့အလောင်းတွေမှုကင်းဖြစ်လို့တည်ဆုံးသွားသူတွေဆိုင်ငယ်မတော်ရင်မတော်တဆဖြစ်လို့တည်ဆုံးသွားတဲ့အလောင်းတွေကိုပါထုတ်ပိုးတည်ဆောင်ပြီးလိုရာခီးဆုံးထိပို့ဆောင်ကူညီပေးကြပါတယ်ဒီနေရာမှာထူးခြားတာကပုတ်ပွားပြီးစိတ်ချောက်ချားစရာကောင်းတဲ့အလောင်းတွေကိုထာဝရမြတ်တာအသင်းရဲ့အသက်20ဝန်းကျင်လူငယ်တွေကအသေးချာကင်တွယ်ထုတ်ပိုးပြီးတကြိုပေးတဲ့အလုပ်ကိုလုပ်ကင်နေကြတာပဲဖြစ်ပါတယ်အဲ့ဒီလူငယ်တွေဟာယွန်ရှာခြင်းကြောက်လန့်ခြင်းမဖြစ်ကြလားဘယ်ကမှမသိတဲ့အလောင်းတွေကိုကင်တွယ်ပြီးညဘက်မှာအိမ်မက်မက်တာအချောက်လန့်ခံရတာတွေမဖြစ်လားလို့တွေးမိတယ်ဒါအပြင်ထာဝရမြတ်တာအသင်းဟာတည်ဆုံးသူတွေတင်မကပါဘူးဒုက္ခတွေ့ကြုံနေရသူတွေကိုပါအချိန်မရွေးကူညီပေးကြပါတယ်ဒီလိုကူညီခဲ့တဲ့သူတို့အတွေ့အကြုံတွေကိုသိရဖို့လူသေးအလောင်းတွေကိုကင်ရဲကြတဲ့သူတို့တတ်တူတွေကိုကြားသိရဖို့ကျွန်တော်သူတို့ရှိတဲ့ခွားမြို့ကိုအရောက်သွားခဲ့ပါတယ်ထာဝရမြတ်တာနာယီကူညီမှုအသင်းကို2010မှာစတင်ဖွဲ့စည်းခဲ့တာပါခွားမြို့ရဲ့ပထမဆုံးသောနာယီကူညီမှုအသင်းမှာနာယီအသင်းမရှိခင်အချိန်ကနာယီတစ်ခုဖြစ်ရင်ရက်ရွာဓလေရအမှုသမားတွေကိုအားကိုးခဲ့ရတယ်သူတို့ကအခေါင်းကိုထမ်းစင်နဲ့ထမ်းပြီးတင်းကြိုင်းမှာတကြိုပေးတယ်ဒီလိုဖြစ်ရင်ရက်သမားတွေကိုဦးစားပေးနေရတာဟာမဖြစ်သင့်ဘူးလို့မြို့ကန်ကာလာသားတချို့ကတွေးမိတဲ့အခါနာယီအသင်းကိုဖွဲ့စည်းလိုက်ကြတယ်အသင်းစတင်ဖွဲ့စည်းတဲ့အချိန်ကအခေါင်းတွေကိုလှဲနဲ့ဆွဲပြီးတကြိုခဲ့ကြရတယ်နောက်ပိုင်းတော့ဂွားမျိုးကအလူရှင်100ကျော်ရဲ့အလှငွေ750ကျော်နဲ့ဟိုက်လက်ကားတစ်စီးဝယ်ယူလိုက်ကြတယ်အသင်းရမုံငွေကိုပထမပိုင်းမှာရက်ကွက်အလိုက်လစဉ်အလှငွေအဖြစ်တအိမ်900ကျပ်1000ကျပ်လိုက်လံကောက်ခံခဲ့ကြတယ်ရက်ကွက်အတွင်းနာယီဖြစ်ပါကအလှငွေကျပ်2000နဲ့အခေါင်းတစ်လုံးကိုကူညီပေးတယ်ပြီးရင်နာယီကားနဲ့အခမဲ့တည်ယူတကြိုပေးတယ်ဒါပေမဲ့နောက်ပိုင်းလစဉ်အလှငွေလိုက်လံကောက်ခံတဲ့အခါအစင်မပြေမှုလစဉ်ငွေရှင်းတန်းတွေထုတ်ပြန်ရမှာအလုတ်မတွင်ကျယ်မှုတွေကြောင့်ရမုံငွေကောက်တာကို2018မှာရနာလိုက်ကြတယ်နာယီဖြစ်တဲ့အခါကူငွေအဖြစ်ပေးတဲ့2000ကျပ်ကိုလည်းမပေးတော့ပဲနာယီကားနဲ့ပို့ဆောင်ပေးတာတကြိုပေးတာစတဲ့အလုပ်တွေကိုပဲအခမဲ့လှုပ်ဆောင်ပေးခဲ့တယ်အလှငွေမရတဲ့နောက်ပိုင်းနာယီကားပြင်စရိတ်73စီကုန်ကြစရိတ်
ီးဝေးသွားတဲ့အခါအသင်းမကလေးတွေကိုကျွေးမွေးရတဲ့ဈေးတွေအတွက်ကိုယ့်ဘာသာကိုအကုန်ကြခံခဲ့ကြတယ်ကားတွေဘာတွေပြက်ရင်ကျွန်တော်တို့၄ယောက်စိုက်ပေးတယ်ကိုယ့်ဘာသာကိုစိုက်ပေးတယ်နဲရင်တော့တောင်းချင်တဲ့သူစီဝင်တောင်းလိုက်ပေါ့များရင်တော့လေးနဲ့စားလိုက်တာပေါ့လို့အသင်းစတင်တီထောင်သူ၄ယောက်ကကုန်ကြစည်းကိုတယောက်တစ်ဝက်စီမျှခံပုံကိုကိုညံထုံးမင်းကအရေတစ်ဝက်နဲ့ရှင်းပြတယ်အသင်းကိုစတင်တီထောင်ခဲ့သူ၄ယောက်ဟာအရင်ကနာယီကိစ္စတွေကိုသူတို့ကိုယ်တိုင်လုပ်ကင်ခဲ့ပေမဲ့အခုခါမှာတော့လူငယ်တွေကိုဥဆောင်လုပ်ကင်စေပြီးသူတို့ကနောက်ပိုင်းကနေပံ့ပိုးပေးတာလူငယ်တွေကိုထိန်းချောင်းပေးတာကိုသာအဓိကလုပ်ပေးတော့တယ်တခါတရံမှသာသူတို့ကိုယ်တိုင်ပါဝင်လုပ်ကင်ပေးတယ်ဒါကြောင့်လက်ရှိမြေပြင်မှာလူငယ်တွေနဲ့အတူအဓိကဥဆောင်လုပ်ကင်ပေးနေသူကကိုကျော်မြင့်မောင်ပါသူ့ကိုလည်းအသင်းစတင်တီထောင်သူတွေကလက်တွဲလုပ်ကင်တင် जा ပေးရကနောက်ပိုင်းမှာအသင်းရဲ့အလုပ်တွေကိုသူ့တန်လက်လွဲကလူငယ်တွေကိုဥဆောင်စေခဲ့တာပါကိုကျော်မြင့်မောင်ဟာထာဝရမြတ်တာအသင်းမှာ2013ကစတင်လုပ်ကင်ခဲ့တာပါသူဟာအလောင်းတွေကိုတွေ့ရင်စိတ်ဝင်စားပြီးလိုက်ကြည့်တတ်တယ်ဒါပေမဲ့အလောင်းတွေကိုမြင်ပြီးပါကတပတ်10ရက်ခန့်အစားတောက်ပြတ်တတ်တယ်လို့သူကပြောပြတယ်ဒါကြောင့်ထာဝရမြတ်တာနာယီကူညီမှုအသင်းမှာစတင်လုပ်ကင်တဲ့အခါနာယီကမောင်းပေးတာဓာတ်ပုံရိုက်ပေးတာတွင်တူးပေးတာစတဲ့အလောင်းမကင်ရတဲ့အလုပ်တွေကိုသာလုပ်ကင်ပေးခဲ့တယ်အတူလှုပ်တဲ့လူကြီးတွေကလောင်းကင်ထားတဲ့လက်တွေနဲ့သူ့ကိုလိုက်ကင်တာအပုပ်နဲ့တွေနဲ့လိုက်တို့တာစတဲ့စနောက်တာတွေလုပ်ပြီးလူသေးအလောင်းတွေကိုမယွန်တက်အောင်လုပ်ပေးခဲ့တယ်ဒီအခါကိုကျော်မြင့်မောင်ကလည်းသူဝန္ဒနာပါတဲ့နာယီကူညီပေးတဲ့အလုပ်ကိုသူလုပ်နိုင်တဲ့အထိလုပ်ကင်သွားမှာဖြစ်တဲ့အတွက်နောက်ပိုင်းမှာအလောင်းတွေကိုကင်တွယ်ရမှာဖြစ်တယ်ဥဆောင်နေတဲ့လူကြီးတွေမလုံနိုင်ကြတော့တဲ့အခါသူ့အနေနဲ့အလောင်းတွေကိုမဖြစ်မနေကင်တွယ်ရမှာဖြစ်တယ်ဒါကြောင့်သူကအလောင်းတွေကိုစမ်းသပ်ကင်တွယ်ကြည့်ဖို့ကြိုးစားခဲ့တယ်ပထမတော့လူသေးကိုမကင်သေးပဲလူသေးထည့်ထားတဲ့တာပေါ်လင်စကိုစမ်းသပ်ကင်ကြည့်တယ်အဲ့ဒီလိုတဖြည်းဖြည်းတိုးပြီးလှုပ်ကြည့်ရင်ကအလောင်းတွေကိုစမ်းသပ်ကင်ကြည့်တယ်ပထမဆုံးကင်ခဲ့ရတဲ့အလောင်း3-4လောင်းမှာဒုက္ခရောက်ခဲ့ရတဲ့အကြောင်းကိုကျော်မြင့်မောင်ကအခုလိုရှင်းပြတယ်ဒါကင်ပြီးသွားရင်ကျွန်တော်မှရေးစရတာတောက်လျှောက်ပြီးရင်ထမင်းစားရင်လည်းဒါကိုမြင်အောင်အမြန်ပြီးမုတ်တွေဘာတွေစားရင်လည်းဒါကိုပြန်မြင်အောင်ရင်အနှံ့ကနံမြန်ရောလို့သူကဆိုတယ်နောက်ပိုင်းမှာတော့အလောင်းတွေကိုကင်ရပံများလာတဲ့အခါလူသေးအလောင်းတွေနဲ့ရင်ပါသွားတယ်လို့သူကပြောပြတယ်အခုတော့ဒီအပုတ်ကင်ပြီးတယ်ရင်မချိုးပဲအခုလက်စေးထမင်းစားအခုဖြစ်တယ်မုံစားအခုဖြစ်တယ်ရိုးသွားပြီအခုကတော့မယွန်တတ်တော့ဘူးလို့လူသေးအလောင်းတွေလူသေးအပုတ်နဲ့တွေနဲ့ရင်းနှီးလာရတဲ့အဖြစ်ကိုကျော်မြင့်မောင်ကရှင်းပြတယ်ဒီလိုလုံနိုင်လာတဲ့နောက်ပိုင်းမှာလူကြီးတွေမပါလဲသူကိုယ်တိုင်ဥဆောင်ကလှုပ်ပါတော့တယ်ဒီအခါကိုကျော်မြင့်မောင်ကသူနဲ့တူနာယီကူညီမှုအလုပ်တွေကိုလုပ်မဲ့နောက်ထပ်လူငယ်တွေကိုစီးယုံတယ်သူစီးယုံတဲ့နီလန်ကအလောင်းတယ်ဖို့ရှိတဲ့အခါနာယီအသင်းထဲကအတွေ့အကြုံရှိတဲ့သူတွေကိုမခေါ်တော့ပဲတယောက်တည်းကားမောင်းထွက်သွားတယ်လမ်းမှာတွေ့တဲ့လူငယ်တွေလက်ဖက်ရည်ဆိုင်မှာဂိမ်းဆော့နေတဲ့လူငယ်တွေဂီတာတီးနေတဲ့လူငယ်တွေကိုအကူအညီတောင်းတဲ့သဘောနဲ့ခေါ်သွားတတ်တယ်တစ်ခါဆိုရင်သူတို့တွေစိတ်ပါလာပြီနောက်ပိုင်းကျကိုခေါ်စရာတော့မလိုတော့ဘူးနောက်ဘလို့ဖြစ်လဲဆိုရင်နာရီရှိရင်ကျွန်တော်တို့ကိုပြောပါဆိုတာမျိုးဖြစ်လာတယ်လို့လူငယ်တွေကိုစီးယုံခဲ့ရတဲ့နီလန်းကိုကျော်မြင့်မောင်ကရှင်းပြတယ်ဒီလိုကူညီတောင်းခံရတဲ့လူငယ်တွေထဲမှာမောင်ရနံအောင်ထွေးတယောက်လဲအပါဝင်ပါသူကရင်မောင်းတူပါသူဟာအရင်ကအလောင်းတွေကိုယွန်းတဲ့စိတ်ရှိတယ်ပြီးရင်နှလုံးကလည်းတဆက်ဆက်တုန်တတ်တယ်အဲ့တဲ့ဆိုတာကတရေကြောက်တတ်တာပါဒါဟာသူ့ရဲ့အကြီးမားဆုံးသောပြဿနာပါဒါကြောင့်တရေကြောက်တတ်တဲ့မောင်ရနံအောင်ထွေးကို
ကိုကျော်မြင့်မောင်ကနိုင်ကိစ္စတွေမှာမခိုင်ပဲစွန်းလုံးဓမာယုံမှာသာလိုအားပေးဖို့ခေါ်ထားပါတယ်ထာဝရမြတ်တာအသင်းဟာနိုင်ကိစ္စတွေပြင်ဂွားမြို့ပေါ်ကတန်ဃာတွေကိုအပတ်စဉ်စွန်းလုံးနဲ့အလှအတန်းတစ်ခုပုံမှန်လုပ်လေ့ရှိပါတယ်လူမှုရေးလုပ်တွေကိုလုပ်လို့တဲ့မောင်ရနအောင်ထွေးဟာစွန်းလုံးဓမာယုံကိုတပတ်တစ်ချိန်ရောက်တတ်တယ်တရက်ည12နာရီအချိန်မှာကိုကျော်မြင့်မောင်ကအလောင်းသွားတယ်ဖို့ရှိတယ်ဆိုပြီးသူ့ထံဖုံးဆက်လာတယ်ဒါကြောင့်မောင်ရနအောင်ထွေးဟာနာရီကားထားတဲ့စွန်းလုံးဓမာယုံကိုသွားခဲ့တယ်ဓမာယုံမှာကိုကျော်မြင့်မောင်နဲ့အတူနောက်ထပ်အပေါ်တယောက်ကိုတွေ့ရတယ်အခုလိုနာရီကားနောက်လိုက်ရမယ့်အရေးဟာမောင်ရနအောင်ထွေးအတွက်ပထမဆုံးအချိန်မှာနာရီကားကနောက်ပိုင်းမှာအမိုးမပါတဲ့ဟိုက်လက်ကားအမျိုးအစားပါကားပေါ်တက်တဲ့အခါကားနောက်ပိုင်းမှာသူတယောက်တည်းဖြစ်ပြီးကိုကျော်မြင့်မောင်နဲ့ကြံတယောက်ကကားကောင်းကန်းထဲမှာဖြစ်ပါတယ်သူ့စိတ်ထဲနောက်ထပ်အဖော်များရောက်လာလိမ့်မလားလို့တွေးနေမိတယ်ဒါပေမဲ့ဆေးရုံကနေအလောင်းတယ်ပြန်လာတဲ့အထိကားနောက်ပိုင်းကအလောင်းဘေးမှာသူတယောက်တည်းပါကြောက်စိတ်ဖြစ်မိပေမဲ့ကိုကျော်မြင့်မောင်တို့နဲ့မရင်းနှီးသေးတာကြောင့်ကြောက်တယ်လို့ပြောရမှာရှက်တဲ့စိတ်နဲ့အလောင်းဘေးတယောက်တည်းငုတ်တုထိုင်ကလိုက်လာခဲ့ပါတယ်ဆက်ဆံကြီးလှဲထားတဲ့အလောင်းကိုလမ်းတစ်လျှောက်လုံးသူဟာမမိတ်မတုံစိုက်ကြည့်လိုက်လာခဲ့တယ်အလောင်းကိုစိုက်ကြည့်ရစဉ်သူတွေးမိတဲ့အတွေ့အကြုံကိုအခုလိုပြောပြတယ်အလောင်းကောင်ကြီးထထိုင်တာနဲ့ကားပေါ်ကခုန်ချဖို့အသင့်ပြင်ထားပြီးသားလို့သူကအရင်တော့ကပြန်ပြောပြတယ်သူပထမဆုံးအလောင်းကင်ဘူးတဲ့ဖြစ်စဉ်ကိုလည်းအခုလိုပြောပြပါသေးတယ်သူပထမဆုံးကင်ဘူးတဲ့အလောင်းကရေမျောကန်းတင်လာတဲ့ပုတ်ပွားနေတဲ့အလောင်းမှာပုတ်ပွားနေတဲ့အလောင်းကိုအရင်ကတစ်ချိန်မှမကင်ဘူးတဲ့အခါမောင်ရနအောင်ထွေးဟာတွန့်ဆုတ်ဖြစ်နေခဲ့တယ်ဒါအပြင်အလောင်းကိုလက်ကဆွဲမကြည့်တဲ့အခါအလောင်းကပါမလာပဲလက်အိတ်မှာအရေပြားတွေတွန့်လိပ်ပြီးပါလာတယ်ဒီလိုဖြစ်တဲ့အခါရွံရှာမိတယ်ကြောက်စိတ်လည်းဝင်မိတယ်ဒီအခါအတွေ့အကြုံရှိတဲ့လူကြီးတွေကသူတို့ကိုအတွေ့အကြုံရစေဖို့မှန်မဲပြီးလှုပ်ခိုင်းတယ်ကိုမလှုပ်လိုပါကလုံးမဲ့သူတွေရှိတယ်ဒါပေမဲ့နာရီအလုပ်ကိုဆက်လုပ်သွားမယ်လို့စိုးဖြတ်ထားပြီးတဲ့အခါအခုအလောင်းကိုတယ်မဖြစ်မယ်ဆိုတဲ့စိတ်ဝင်မိတယ်လို့မောင်ရနအောင်ထွေးရဆိုတယ်လူကြီးတွေကလည်းအဲ့ဒါလိုပြောလာကြည့်တဲ့လူတွေကလည်းအများကြီးဆိုတော့ကိုယ့်ဘာသာကိုတတိတွင်းလိုက်တာပေါ့အဲ့ဒါနဲ့ကင်ပြစ်သွားတာလို့သူကရှင်းပြတယ်အစာပိုင်းမှာအဲ့ဒီလိုအလောင်းတွေကိုကင်တွယ်ပြီးပါကထမင်းစားတဲ့အခါအလောင်းကိုပြန်မြင်အောင်တတ်တယ်ထမင်းစားမဝင်ဘူးအာယုံလွှဲတဲ့အနေနဲ့ TV ကိုဖွင့်ကြည့်ပြီးထမင်းကိုအမြန်စားရတယ်လို့ဆိုတယ်သူ့အနေနဲ့ရေမျောကန်းတင်အလောင်း၃လောင်းကိုဇက်တိုက်ကင်ပြီးတဲ့နောက်မှာတော့လူသေးလောင်းကင်တွယ်ဖို့အကြောက်လန့်မရှိတော့သလိုအစားတောက်လည်းမပြတ်တော့ဘူးလို့ဆိုတယ်အရင်ကလူသေးလောင်းတွေကိုမြင်ရင်တစ်ဆက်တုံတတ်တဲ့သူ့နှလုံးလဲဘာမှမဖြစ်တော့ဘူးလို့သူကရှင်းပြတယ်ဒါပေမဲ့တရေကိုတော့အခုထိကြောက်နေတော့မယ်လို့သူကဆိုတယ်ဒါကြောင့်တရေအချောက်မခံရပါစေနဲ့လို့သူကအမြဲဆူတောင်းတယ်လူသေးလောင်းတွေနဲ့အမြဲထိတွေ့နေကြတဲ့သူတို့ရဲ့တရေချောက်ခံရတဲ့အတွေ့အကြုံတွေကိုလာမယ့်အပိုင်းမှာဆက်လက်ဖတ်ကြားပေးသွားပါမယ်